မင်္ဂလာပါမိပြက်လို့ပူအိုက်နေပြီလားဒါဆိုရင်တော့မီဒီယာတွေကဒီ ACDC ပန်ကာလေးကိုစောင့်ထားဖို့တော့လိုပါလိမ့်မယ်သူရဲ့ fan site ကတော့18လက်မှဆိုတော့လေထွက်အားတော့တကယ်ကိုပြင်းပါတယ်ဗျသူရဲ့ fan speed ကလည်း1 to 90ပါပါတယ်သူရဲ့ battery percentage ကိုလည်းကျွန်တော်တို့ဒီက LED digital display ကနေကြည့်လို့ရပါမယ်ဗျသူ့မှာ overcharge protection ပါမယ်ဗျအဲ့တော့ overcharge ဖြစ်သွားမှာပူစရာမလိုပါဘူးသူ့ကိုအသုံးပြုပေးထားတဲ့ battery ကတော့ lead acid rechargeable battery ဖြစ်ပါတယ်သူ့ကို normal speed နဲ့အသုံးပြုမယ်ဆိုရင်6နာရီကနေ8နာရီအထိအသုံးပြုလို့ရပြီးတော့ medium speed လောက်နဲ့ဖွင့်ထားမယ်ဆိုရင်တော့4နာရီကနေ9နာရီကြာအသုံးပြုလို့ရပါတယ်အမြင့်ဆုံး speed နဲ့ကျွန်တော်တို့အသုံးပြုမယ်ဆိုတော့3နာရီခွဲလောက်တော့အသုံးပြုလို့ရပါတယ်ပြီးရင်ညဘက်မှာအရေးပေါ်ထုံးဖို့အတွက်သူ့မှာ LED မီးလေးလည်းပါတယ်ဆိုတော့အဆင်ပြေပါတယ်သူ့ရဲ့ design ပိုင်းကလည်း modern ဖြစ်တဲ့အတွက်တင်းရဲ့ air gun ထဲမှာထည့်ထားမယ်ဆိုရင်တော့အထာကျနေမှာတော့အမှန်ပဲဗျသူ့ကိုအားသွင်းကြချိန်ကတော့9နာရီခွဲကနေ6နာရီလောက်ထိအားသွင်းပေးရပါမယ်ဗျကဲဒါလေးကိုကြိုက်နေတဲ့လို့ဝယ်ယူမယ်ဆိုတော့ကျွန်တော်တို့ Golden Mobile ကိုအမြန်ဆုံးလာရောက်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ